များရှင်နေရှိသမျှသာတရားတွေပွားများလို့သာဒီပြီးလိုက်ပါဒါနသီလဘာဝနာဆိုသောကောင်းသောမှုနဲ့သူ့ကိုရှာဝေဒနာဆုံးနံပြေသာလို့သာလူနေရရဲ့စိတ်ချမ်းသာလူကြည့်အောင်လူလိုက်ပဲဗျာမိကဆွန်ကျေလူသာပီတိဝေစာယခုဘဝပြုသမျှကောင်းမှုအပြာပြာဒီစက်သွန်ချမြတ်ပြီးလို့ပါဒီကထိုက်တော်မူသောဆရာတရားတန်ခါယရဏမြတ်သုံးပါးတို့၏ဂုဏ်ကျေးဇူးတို့ကိုအာရုံပြု၍ရှိခိုးပူဇော်ပူးမြော်မှန်လျော့ကြောကြရသောပူဇော်ဝန္တတက္ကိစ္စခါရဝကောင်းမှုကုသိုလ်ကံစေတနာတရားပညာဝိရိယတို့ကြောင့်အနိဋ္ဌဗိဒံယမအန္တရခသိကိုစီကိုငါလူဖြစ်အောင်လူလိုက်ပဲဗျာစိတ်သေးရှိသမျှရှင်နေရှိသမျှသာတရားတွေပွားများလို့သာဒီပြီးလိုက်ပါဒါနသီလဘာဝနာဆိုသောကောင်းသောမှုနဲ့သူ့ကိုရှာဝေဒနာဆုံးနံပြေသာလို့သာလူနေရရဲ့စိတ်ချမ်းသာလူကြည့်အောင်လူလိုက်ပဲဗျာမိကဆွန်ကျေလူသာပီတိဝေစာယခုဘဝပြုသမျှကောင်းမှုအပြာပြာဒီစက်သွန်ချမြတ်ပြီးလို့ပါအကြောင်းပြု၍ပပ္ပါစီထစင်တာမဏိဖြစ်အောင်ပြုပေးတော်မူပါရှင်ဖရာအန္တရဏံဂိသာမိဒုတိယံဘိတံဂံတရဏံဂိသာမိဒုတိယံဘိဗုဒ္ဓံတရဏံဂိသာမိဒုတိယံဘိဓမ္မံတရဏံဂိသာမိဒုတိယံဘိသံဃံတရဏံဂိသာမိတတိယံဘိဗုဒ္ဓံတရဏံဂိသာမိတတိယံဘိဓမ္မံတရဏံဂိသာမိတတိယံဘိသံဃံတရဏံဂိသာမိသုတိယံဘိဗုဒ္ဓံတရဏံဂိသာမိတတိယံဘိဓမ္မံတရဏံဂိသာမိတတိယံဘိသံဃံတရဏံဂိသာမိတရဏဂမနံပရိဘုံနံသမ္မာပဝါရိ
ကြဒီလာမဲ့သူတုတက်ကြပါစေသူမေတ္တာရှိသောအာယုန်ကြီးတွေ၎င်းဒီနေ့လူကြီးလူမမိသားစုပေါင်းစုလည်းပဲကျမ်းမာတက်ကြည်စွာဖြင့်လောကအကျိုးသာသနာအကျိုးတွေကိုတည်ဖို့ဆောင်ရွက်နိုင်ကြပါစေ